တို့အချိန်မျိုးလေးမှဆိုလို့ရှိရင်လည်းပေါ့နော်ရာသီဥပူတဲ့ချိန်တွေမှာဒီလိုဟင်းလေးနဲ့ပေါ့နော်အရန်စားလို့ကောင်းတယ်ရန်လည်းမိန်တယ်ပေါ့နော်စီလည်းမပါဘူးပေါ့နော်စီလေးနည်းနည်းလေးပဲထည့်ထားတယ်ဒီမှာနော်ချင်းငငန်ဆက်ဆက်လေးပါရှင်သူ့ကိုလေးမုတ်တီလေးနဲ့လည်းပေါ့နော်မုတ်ဖက်မုတ်ဟင်းငါးဖက်လေးနဲ့လည်းစားလို့လည်းရတယ်လို့ထမင်းနဲ့လည်းစားလို့လည်းရတယ်နော်ထမင်းနဲ့ပဲစားဖို့ပါပဲဒါမုတ်ဟင်းငါးဖက်နဲ့အမေကပူကြိုက်တဲ့အတွက်ကြောင့်မုတ်ဟင်းငါးဖက်နဲ့ပဲစားမယ်ပေါ့နော်အမေကမုတ်ဟင်းငါးဖက်နဲ့စားမယ်အိမ်ကကလေးတွေကထမင်းနဲ့စားကြမယ်ပေါ့နော်ဒါအမေကတုံးပြီးသားတွေဝယ်လာတယ်ဆိုတော့ငါးတွေမှာတန့်ရှင်းလုပ်ပြီးသွားပြီအဲ့ဒါကိုအမေကစားစနွင်အချုံမုတ်ပေါ့နော်ဒီနေ့ကအစမ်းပြအထူးစမ်းအပြင်မှာလာထွက်ချက်စားကြပါတယ်လို့ဟိုမှာစားကွင်းအခုနေထားပါတယ်ရှင်ဒီနေ့ကမီးသွေးနဲ့ချက်စားမှာမီးသွေးဟိုကနင်းကမီးသွေးနဲ့စားတယ်စားတယ် မီးသွေးမီးဖို့နဲ့မီးသွေးမီးဖို့နဲ့ချက်မယ်မယမ်းပြဟင်းဒီမှာမီးထည့်ထားပြီးပါပဲရှင်မီးခဏစောက်လိုက်အောင်မနော်မရသေးဘူးကဲစပလင်လေးတွေကိုတပြားရိုက်တယ်ဒီထဲမှာအမေကနော်ဒီထဲမှာကြက်သွန်ဖြူငရုတ်သီးစိမ်းစပလင်ဂျင်းအကုန်လုံးထည့်ပြီးတော့ကြိတ်ထားတယ်ပေါ့နော်နောက်ပြီးတော့ဒီမှာကြက်သွန်နီ၅လုံးပါမယ်ကြက်သွန်နီကြတော့အမေက၄စိတ်ပေါ့နော်၄စိတ်ပဲစိတ်မယ်၄စိတ်၅စိတ်ပေါ့တစ်လုံးအိမ်ထဲမှာတနေ့ချက်စားရတာပြင်းစရာဖြစ်လာတော့မီးသွေးမီးဖို့လေးနဲ့ထွက်ပြီးချက်စားပါတယ်ရှင်လို့အဲ့ဒါမီးသွေးမီးဖို့နှိပ်သွားတယ်နော်ဒီအိုကြီးခဲလေးတွေခုခဲလေး၃လုံးလားတေဟိုကဟောဖြစ်သွားတော့မီးဖို့ကနှိပ်တော့တင်လို့မရဘူးဖြစ်နေတယ်ဒီကိုအဲ့ထဲကိုအမေကစီမတက်ဘူးနော်စီမတက်ဘဲနဲ့အကောင်လုံးကိုလုံးချက်သဘောမျိုးနဲ့ချက်မယ်ငါးတွေအကုန်လုံးလောင်းထည့်လိုက်မယ်ပြီးရင်ဒီတဲကိုထူထောင်းထားတဲ့စပလင်ထည့်မယ်ကြက်သွန်နီထည့်မယ်နော်ကြိတ်ထားတဲ့ငါရုပ်သီးထည့်မယ်ပြီးသွားရင်ထပ်ပြီးတော့ဒီမှာအရားသားလေးတွေထည့်မယ်စနေမုတ်ချုံမုတ်နောက်ပြီးတော့ဒီမှာမယမ်းပြပေါ့နော်အတီးကကြားတယ်မယမ်းပြထည့်မယ်အကောင်လုံးကိုလုံးပြီးတော့ချက်မှာပေါ့နော်ဒီမှာအမေကမယမ်းပြချင်းလေးစားခြင်းတဲ့အတွက်မယမ်းပြကိုပို့ပြီးတော့ထည့်မယ်ဒီလောက်ပဲထည့်ထားလိုက်ပါနော်နောက်မှအချင်းလိုမှထည့်မယ်အဲ့ဒီထဲကိုစီလေးကအများကြီးမထည့်ဘူးစီလေးနည်းနည်းပဲထည့်မယ်နော်စီလေးနည်းနည်းပဲထည့်မယ်ငွေလိုက်အောင်မတစ်ချက်ငွေလို့ပြီးသွားပြီဆိုရင်ဒီမှာဒါလေးစီးလေးဒါလေးနဲ့ထည့်မယ်ရေးလေးပြီးရင်အဖုံးလေးအုပ်ထားလိုက်အောင်မယ်ရှင့်ငွေနေပြီငွေနေဒါမှမမွေသေးဘူးနေရေထည့်အောင်မယ်နော်ရေထည့်လိုက်အောင်အဲ့ဒါကိုလေဒီဟင်းရည်လေးနဲ့လေမဟုတ်ဟင်းငါဖက်နဲ့လည်းစားလို့ရှိရင်အရန်ကောင်းတယ်အဲ့ဒီထဲကိုငပြာရည်လေးနည်းနည်းထည့်မယ်ချင်းငငန်ဆက်ဆက်လေးပြီးတော့အမေဒီမှာလေနန်းနန်းပင်အမြင့်ပေါ့နော်ပြေးဆေးထားတယ်အဲ့ဒီအမြင့်ကလေးကိုတပြားရိုက်ပြီးထည့်မယ်နော်အဲ့ဒါလေးကိုဖုံးလေးအုပ်ပြီးတော့တည်ထားလိုက်ပါအောင်မယ်ရှင်ဟာဒီမှာ9ဥအဲ့ဒီဥလေးကိုကကြတော့ဒီပေါ်မှာတာလေးတင်ထားမယ်နော်တည်လိုက်ပါအောင်မယ်ရှင်
ကပ်ပြီးဖို့မဟုတ်တော့လဲကြားတယ်ဒီဦးကတော့စူနေပါပြီရှင်မွေးနေရောပဲဘိုက်ကတော့စားလာပြီအပေါ်ငယ်လေးနည်းနည်းမြည်ကြည့်လိုက်မယ်နော်နည်းပေါ့တယ်ဆိုတော့အချင်းလဲပေါ့တယ်အချင်းလဲပေါ့တယ်အငံလဲပေါ့တယ်အချုံမုတ်လေးလည်းနည်းနည်းထည့်မယ်ပြီးတော့ငပြာကြီးလေးပါထည့်မယ်နည်းနည်းမယမ်းပြားထည့်မယ်အချင်းကတော်တော်ပေါ့တယ်နော်မယမ်းပြားထည့်မယ်ကဲအဲ့ဒါကိုရှာမွေပေးလိုက်မယ်ရှင်ဒီမှာငခုဥရတော့ဒီမှာတော့ငခုဥကဲအဲ့ဒါဖုံးလေးဖုံးပြီးတော့ပြန်ပြီးတော့အုပ်ပြီးတည်ထားလိုက်အောင်မယ်နော်ကလေးတွေကလည်းမကြမ်းမြောက်ထနေတော်ဆိုးဆိုးကလေးတွေဟဲ့လက်ချိုးဟွာဖြစ်သွားမယ်လေလက်လွတ်လိုက်လေအော်ရေးတဲ့တော်ဆိုးဆိုးပဲသူတို့တွေကပျော်နေတာဒီမှာအော်ဘာဖြစ်သွားလားဘာဖြစ်လား อันนี้ผมใส่บาโลบาโลแหละ ဘာလာလား ไอ้มานี่เหรอไอ้มานี่ မွေးနေရောပဲနော်ဟင်းရတော့ရပါပြီရှင်ပေါ်ငံလေးရလဲပေါ့နော်ရပါပြီချင်းငန်းဆက်အဲ့ဒီထဲမှာအမေကဒီမှာနံပဲလေးထည့်မယ်တို့လေမုတ်တီနဲ့သူ့ဟင်းယူမုတ်တီနဲ့စားလဲကြိုက်တယ်ထမင်းနဲ့စားလဲစားကောင်းတယ်အမေကမုတ်တီလေးနဲ့စားမယ်ထမင်းနဲ့လဲစားမယ်ပေါ့နော်မွေးနေရောပဲနော်ဒီလိုပဲမီးပေါ်မှာပဲတင်ထားမယ်အောက်ကမီးတော့မထဲတော့ဘူးပေါ့နော်ရပါပြီရှင်စားဖို့အတွက်ကိုပကံနဲ့ထည့်မယ်ငါးကောင်းဟင်းဆိုတော့လေအယိုးတွေတော့ရှိတာပေါ့နော်စားတော့မယ်စားတဲ့လူကတော့စောင်းနေပြီနည်းနည်းထည့်စားလို့လည်းရပြီပေါ့နော်မွေးလဲမွေးနေရောပေါ့နော်ဒီဟင်းလေးကတော့မအီဘူးဒီလိုအချိန်မျိုးလေးမှဆိုလို့ရှိရင်လည်းပေါ့နော်ရာဒီဥသူပူတဲ့ချိန်တွေမှာဒီလိုဟင်းလေးနဲ့ပေါ့နော်အရန်စားလို့ကောင်းတယ်ရန်လည်းမိန်တယ်ပေါ့နော်စီလည်းမပါဘူးပေါ့နော်စီလေးနည်းနည်းလေးပဲထည့်ထားတယ်ဒီမှာနော်ချင်းငငန်ဆက်လေးပါရှင်သူ့ကိုလေးမုတ်တီလေးနဲ့လည်းပေါ့နော်မုတ်ဖက်မုတ်ဟင်းငါးဖက်လေးနဲ့လည်းစားလို့လည်းရတယ်လို့ထမင်းနဲ့လည်းစားလို့လည်းရတယ်နော်ထမင်းနဲ့ပဲစားဖို့ပါပဲဒါမုတ်ဟင်းငါးဖက်နဲ့အမေကပူကြိုက်တဲ့အတွက်ကြောင့်မုတ်ဟင်းငါးဖက်နဲ့ပဲစားမယ်ပေါ့နော်အမေကမုတ်ဟင်းငါးဖက်နဲ့စားမယ်အိမ်ကကလေးတွေကထမင်းနဲ့စားကြမယ်ပေါ့နော်ကဲအမေရဲ့ဗီဒီယိုပိုင်းတွေကိုကြည့်ရှုပေးတဲ့ကိုကြီးတွေမှာကြီးတွေသားလေးတွေသမီးလေးတွေပေါ့နော်အမေကကျေးဇူးအများကြီးတင်ပါတယ်ချစ်လက်ချစ်ပါနော်ဘိုင်ဘိုင်အမေရဲ့မယံပြားဟင်းကဗာလဲငခုခေါင်းပေါ့နော်ငခုခေါင်းရောအသားရောမယံပြားဟင်းလေးပါရှင်စားကြပါဦး